လူတယောက်ဟာနှစ်ပေါင်း300တက်တန်းရှိဓာတ်ပုံဟောင်းတစ်ပုံကိုတွေ့လိုက်ရတဲ့ဓာတ်ပုံတွေကအမျိုးသမီးမှာမျက်လုံးတွေပါးစပ်တစ်ခုမှမပါရှိတာအံ့အားသင့်စရာပါပဲသူမမှာနှာခေါင်းပေါက်နှစ်ခုသာရှိတယ်ဒါထက်ပိုဆန်းတာကဒီဓာတ်ပုံရိုက်ကူးခဲ့တဲ့နေရာဟာသူ့နောက်ကလှေကားနေရာအတိအကျဖြစ်နေတာပါပဲသူကနေရာနှစ်ခုကိုတေချာစွာနှိုင်းယှဉ်ကြည့်နေမိတဲ့အချိန်ဓာတ်ပုံရဲ့ထောင်ချိုးကရုတ်တရက်လှုပ်ရှားသွားတဲ့ခဏအတွင်းမှာပဲအနက်ရောင်အဖြူရောင်လက်ချောင်းတစ်ချောင်းကဓာတ်ပုံကိုဖြင်းညင်းစွာဆုပ်ဖြဲလိုက်တဲ့သူကဓာတ်ပုံဘက်လက်ပြဒီစုပ်ကင်လိုက်တဲ့အခါဓာတ်ပုံကဓာတ်ပုံပေါင်အတွင်းထဲသို့ကျသွားတယ်ဓာတ်ပုံပေါင်ကအနက်ရောင်အဖြူရောင်လေးဟာနဲ့ဖြစ်သွားပြီးနှစ်ပေါင်း100ကျော်ကဘာနဲ့ဆက်ဆက်နေတယ်လို့ပုံပေါ်နေတဲ့ဓာတ်ပုံပေါင်ရဲ့အခြားဘက်ခြမ်းမှာသူ့ရဲ့ပုံရိပ်ကလည်းအနက်ရောင်အဖြူရောင်ဖြစ်ပြောင်းသွားတယ်ခုပဲလှေကားချမ်းပြင်ကနေချွတ်ထက်တဲ့ကြွက်တက်တန်ကြားလိုက်ရတဲ့သူကလှည့်ကြည့်ပေမဲ့ဘာမှမရှိခဲ့ဘူးဒါပေမဲ့တယောက်ကသူ့စီကိုဖြည်းဖြည်းချင်းရှောက်လာနေတယ်ဆိုတာသူအတိအကျခံစားမိတဲ့တခုမှယွင်းနေတာကိုသိလိုက်ရတဲ့အခါသူကချအချင်းဓာတ်ပုံပေါင်ကိုကောက်ယူလိုက်တဲ့ထိုအခါမှပဲဘာဖြစ်ခဲ့တာလဲဆိုတာနားလည်သွားတယ်ပြီးတော့အဖြူရောင်မျိုးသမီးအတွက်မှန်တဲ့အတူနေရာတိုင်းကိုရှာဖွေတဲ့အခန်းကိုဓာတ်ပုံပေါင်နဲ့အတူစကန်ဖတ်ပြီးနောက်ဆုံးတော့လှေကားနားမှာသူမရဲ့ပုံရိပ်ကိုတွေ့လိုက်ရတဲ့တေချာတာပေါ့ဒီအမျိုးသမီးဟာနှာခေါင်းပေါက်တွေနဲ့သာဓာတ်ပုံထဲမှာရှိတဲ့သူပါပဲအမျိုးသမီးကလည်းသူ့ရဲ့ကြည့်ရှုမှုကိုအာရုံခံမိပုံရတယ်ရုတ်တရက်ပဲသူမကသူ့စီကိုမြ мян ဆန်ခုန်တက်လာတဲ့ကံကောင်းထောက်မှတ်စွာပဲသူကဓာတ်ပုံပေါင်အချိန်မီရွေ့ပြီးသူမရဲ့တိုက်ခိုက်မှုကိုရှောင်နိုင်ခဲ့တယ်ဒါပေမဲ့အမျိုးသမီးကလက်မလျှော့ပဲသူ့ရဲ့ဓာတ်ပုံပေါင်ဥတီယာကိုဆက်လိုက်နေတဲ့သူကအခန်းထဲမှာပုံအောင်ပြီးအတွင်းကနေတကားကိုတောက်ခတ်လိုက်ရတဲ့အပြင်ကအတန်တွေဖြည်းဖြည်းချင်းရက်သွားတဲ့လုံခြုံမှုရှိမရှိတေချာစေရန်အတွက်သူကဓာတ်ပုံပေါင်ကိုထပ်မံကြည့်ရှုစစ်ဆေးခဲ့တဲ့အခန်းထဲမှာအမျိုးသမီးကိုမြင်ရခြင်းမရှိတော့မှစိတ်သက်သာခဲ့တယ်ဒါပေမဲ့နောက်စက္ကန့်မှာပဲမူလကအကွက်လွတ်ဖြစ်နေတဲ့ဓာတ်ပုံပေါင်ကဖြည်းဖြည်းချင်းရေပတ်ဆက်တင်ခဲ့တဲ့ဓာတ်ပုံပေါင်တွေကဇက်ဆောင်ကသူကိုယ်တိုင်ဖြစ်သွားခဲ့တဲ့သူမှဒါအသက်ရှူဖို့နှာခေါင်းပေါက်တွေတောင်မရှိတော့ဘူး